လာပါဒါကျတော့မတနာစီမှာလုံခဲ့တဲ့လူတွေကြောပေါ့နော်ရွှေစည်းတောက်ထားတဲ့မမပါကျမရေးချင်နေတော့ဒီနေ့တိုင်းပဲပေါ့ကျတော့မမတို့ကျတော့အုံချောလဲနော်အုံချောမှတ်တော့အုံချောမှတ်တော့ငါအရင်တော့ကျတော့မလူတွေခံစားရတယ်စေးမတောက်ဘူးတောက်ရလို့တော့အားရကိုင်းလို့ဆိုတော့အားရတာကိုင်းတော့အားရကိုင်းလို့ဆိုတော့စက်ခဲရင်ဝင်သားနေတယ်။စာစီးုံလည်းတော့ကိစ္စမှုပြီပေါ့။စာနောက်ဆုံးပြသုံးရပဲခဏမှပြောရတာလေသူတို့သွားယူတာဖြစ်တာစားတာ။ဒါဘာလာသွားယူတာအတန်ကြောက်နေကြည့်ရရဲ့ပြီ။ဖြီးသွားသူတို့သွားယူတာတော့မလိုက်ရဲလို့နားမထောင်ရဲလို့နားမထောင်ရဲလို့ကြောက်လို့ဆိုပြီးတော့ကိုကမှလူလူမျိုးမျိုးတွေးတာကိုသူကလည်းသွားယူနိုင်တာ။အဲ့မလေးစိတ်ကိုသွားယူတာ။မလေးစိတ်ကိုကြီးမှစစ်တာ။ဟုတ်တယ်တဲ့နော်။အားနဲ့အမတို့ဘယ်လိုပြောလို့လဲ။ဒီမှာတော့သူကအကင်စာဘိုးကပြန်သွားပြီတဲ့။အဲ့ရတော့သူနောက်စားကျင်လာတာတွေ့လိုက်တော့တဲ့3လပဲခံနေတဲ့။စားကျင်လာတွေ့လိုက်တော့နောက်9လပိုင်း3ရက်နေ့ရိုက်မဲ့ TV တက်မှလည်းမရိုက်တော့နဲ့တဲ့ပတ်စံအမိုးကုန်နေတဲ့။အဲ့လိုပြောလိုက်တာ။ဟုတ်။အားနဲ့အမတို့ဘယ်လိုစဉ်းစားလိုက်ကြတာ။အဲ့လူတော့မတော်ပထမခါတောက်တယ်လေဆရာမဆို။သုံးတဲ့နေ့ကလည်းခါတောက်ဘူးတာဟုတ်။အေး။တောက်ဘူးတော့ဒါပေမဲ့သုံးတဲ့နေ့ကတောက်ဘူးတာအဲ့တော့မတောက်ဘူးအဲ့တော့သမောတွေဖတ်ပါများတယ်။နောက်မှကျတော့မင်းမအိမ်ကမှဒီမနက်ခါလေးတောက်မယ်ဆိုပြီးအဲ့ဒါဆရာမတွေသွားတယ်အဲ့ဆရာမကန်ကောက်ပေါ်ရှိတယ်လေ။ဟုတ်။အဲ့အန်ဒီကနေမှလမ်းညွန်တာအဲ့ပြဆေးရေးပေးတာသူကသူအဲ့တော့တောက်တာဆိုတော့အဲ့ကန်ကောက်ကိုကျွန်တော်တို့အဲ့ဟိုအစောက်ဦးတွေထည့်လို့နေပူပူလာတယ်။ကျွန်တော်မရှိဘူး။အဲ့ကန်ကောက်သူကဆေးသွားယူတာ။ဆရာဝန်သုံးမှပဲကျွန်တော်မှပြောလိုက်တာလေ။အားနဲ့ခုကျတော့အဲ့ဒီတော့အဲ့ဒီတော့ပါနေတော့အဲ့တော့ပေါ်တက်ပါတော့စားကျင်တာလဲစားလို့ရတယ်နော်ခုကျတော့စားရှောင်းတာရှောင်းတာလေးမလားပဲရှောင်းတာနော်အဲ့ဒီတော့ခိုင်ဆရာမရှိတော့တဲ့ချိန်ပဲရှောင်းလိုက်တာကျမကြီးပြန်ကောင်းသွားပြီးတော့အဲ့ငလန်ထူလာပါဆိုပြီးစားရတဲ့စားဖြစ်နေတယ်လုံးနိုင်လားကွာလုံးပြလိုက်တယ်လောက်ကမလုပ်တာလုပ်ကွာမရှိရလုံးမရှိတော့ခဏနာလုံးမယ်ဆိုတော့လုံးနိုင်ပြီနော်ခုကျတော့လုံးနိုင်ပြီးတော့လောက်ကလုံးနိုင်ကျမကြီးဒါတော့လက်တွေ့အားကြအောင်လို့အမတို့ဒါ3လတကယ်ကို3လဒီဘက်ကဒီမှာသွားပြီးတော့စားကျင်တာကျွေးလိုက်တာဒါတော့မန္တရာအစင်းနဲ့သူတို့ကလည်းယုံကြီးနဲ့ယုံကြီးတို့လည်းဒီမှာနောက်မှလူတွေပြန်ပြောခေါ်လာတာအများပဲဒီမှာနေပြီးတော့ပို့ရတဲ့လူတွေအများပဲနိုင်ငံသားတွေရောသူကပြောပေးထားတာနိုင်ငံသားတွေလည်းကောင်းတယ်ဆိုတော့အမကဟုတ်တယ်ကောင်းသွားပြီနိုင်ငံသားမထူကလည်းကောင်းသွားပြီသူကလည်းအခုနေ့အောင်ပြီးနေသေးတယ်မထူကျမကြီးကောင်းသွားပြီတော့မထူလည်းလူကြီးလည်းဝါနေရမယ်ညလိုပဲဒီမှာလိုကောင်းတာဝမ်းသာပါလေလို့ဆိုတယ်ဟိုညွန်ပေးတာအခုလည်းအဲ့ဒါလာပို့တာမှဒါတော့လက်တွေ့ကောင်းနေတာတွေပေါ့နော်ခဏလေးကောင်းတာလားဆိုမဟုတ်ဘူးဒါပဂရိကောင်းလာပြီစားချင်တာလည်းစားလို့ရတယ်အလုပ်တော့ပြန်လုပ်နေတယ်ဒါစီရတက်တာလည်းဒီမှာတော့သွားတယ်ကိုယ်ကလည်းသွားနေတယ်ဒီမှာလည်းနေလည်းမရှိဘူးစားချင်တာလည်းဒီကုန်စားပဲဒါတော့လက်တွေ့ပြပေးတာပါ